everyone. Today I will go to Merchant. So right now I already arrived at Wowian station. This is we call Wowian station. So we have to wait for the ticket. The ticket is not open, so I must wait. So I'm waiting. Also everyone waiting here. Hello, I will go to Merchant. Okay, ticket is a 10 baht per 1%. It's very cheap. So right now I'm still waiting the train. So I don't know how long does it take to the Mahachai for here. Today the weather is so good. It's so nice. So everyone waiting for the train. Now the train is coming. ရထားပေါ်ရောက်ဒီချီတော့ကျွန်တော်ရထားပေါ်ကိုရောက်တနေ့ရေကုန်ရတစ်ခါမှမစီးဘူးလားရထားလေကျွန်တော်ရဲ့ပထမဆုံးခါပေါ်မှာရထားစီးပါအခုရထားဆောက်တဲ့ခွာနေတော့နော်စနာရီလေးဆက်တော့ရထားစီးနဲ့ဘူးလေးဆိုရင်ကျွန်တော်တို့ယထာစီးပြီးသွားနေတာမိနစ်30လောက်ရှိပြီပေါ့နော်ကျွန်တော်တို့အခုလမ်းတစ်ဝက်လောက်ရောက်ပြီဟာအရန်ကိုတန်ညံတော့ပေါ့နော်ကျွန်တော်ကားသိမ့်မပြုတ်ဖြစ်ဘူးလဲဆိုတော့ကျွန်တော်ဒီတိုင်းပဲယထာပေါ်မှာဖြူလေးကြည့်ပြီးလိုက်သွားတယ်နော်မာချိုင်ကြည့်ယထာအရန်ကိုဆူညံတယ်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဘယ်အမြဲတမ်းတီးနေရတယ်ဘာဖြစ်ဆိုတော့တတိပေးတော့ပေါ့နော်လမ်းမပေါ်ရတာဖြစ်ဖြစ်တခြားတနေရာကိုသွားတာဖြစ်ဖြစ်သူတို့ဘာလို့သစားဖြစ်မှာဆိုတော့ဒီယထာအမြဲတမ်းတတိပေးတယ်ဆိုတော့တလားလောက်ပေါ့တလားလောက်အဲ့လိုမျိုးတန်းနေကြားနေတာဒါစီးပြရတော့ရမ်းကုန်မိုက်တယ်ပေါ့နော်ကျွန်တော်ဘွားကိုလမ်းသွားတာပေါ့နော်ကျွန်တော်ငယ်ငယ်တော့ရန်ကုန်မှာယထာစီးဘူးတယ်အဲ့ဆိုတော့အခုယထာပြန်စီးလဲတော့ငယ်ငယ်တော့ဘွားကိုရောက်သွားတော့မျိုးခံစားရတယ် I'm really crazy ကျေကျော်တို့မှာရောက်ပြီခြေရတော့စပုတ်ကဲခြေရရောက်ပြီဆိုတော့ဘာဆက်ဖြစ်မလဲကျွန်တော်တို့လက်ကြည့်ရအောင်